နော်တို့အဲ့ဒါဆိုရင်ဒီပုံစံလေးရသွားပြီဒီပုံစံလေးရတဲ့ခါကျရင်တို့ထောက်တွေဘာဖြစ်လဲဒီမှာကြည့်ဒီလိုလေးထိမယ်ထိပြီးတော့ဘာဖြစ်လဲဆိုတော့နော်ပင်အတော့မဟုတ်တိတ်လေးကတ်မယ်ထောက်လေးတွေကိုဒီလိုလေးထိမယ်တွေ့ရနော်ပြီးရင်ဒီဘက်ကထောက်လေးတွေနော်ဒီဘက်ကိုထိမယ်တွေ့လားအဲ့လိုလေးတွေထိမယ်ထိပြီးရင်ဒီမှာကြည့် तू ကအဲ့ဒီထောက်ရဲ့တက်ရောက်မှုကဒီနားလေးမှာပဲထိုးရတာအပေါ်ပိုင်းကိုလုံးဝပွားခြင်းရောင်းခြင်းတစ်ခုမှမရှိပွားရောင်းတာမရှိဘူးပေါ့နော်တောက်လေးတွေကဒီလိုပုံစံလေးတွေဖြစ်သွားမှာအဲ့ဒါဆိုရင်ဒီမှာကြည့်လေသူ့ဟာသူဒီမှာတောက်လေးတွေနော်ဒီတောက်လေးတွေကဒီပုံစံလေးတွေဖြစ်သွားမယ်ဒါဆိုအပေါ်သူ့ဟာသူရင်အောင်လေးတွေဝင်သွားမှာဖြစ်တဲ့အတွက်အပေါ်ကိုပွားတာတွေပါမရှိတော့ဘူးပေါ့နော်တို့တွေကအဲ့ဒါဆိုရင်ဒီပုံစံကိုတို့တွေကဟိုဘက်ကိုလည်းနော်ဒါကဒီဘက်အချမ်းဒီဘက်ကိုလည်းတချမ်းမိတ်တူကူးမှာပေါ့နော်မိတ်တူကူးပြီးတော့တို့တွေကဆက်မှာပေါ့နော်ဒါဆိုရင်တောက်ကဒီပုံစံလေးဖြစ်သွားတယ်ပြောပြချင်တာကနော်စကူလေးနဲ့ဆိုရင်ရှုပ်နေမှာစိုးလို့နော်ဟုတ်ပြီကဲအဲ့ဒါဆိုရင်တို့တွေကကြည့်လीနော်ဒီမှာတောက်လေးရလဲသူကသူတက်တက်ရက်ရက်လေးတောက်အုံလေးတွေကလည်းတက်တက်ရက်ရက်လေးနဲ့ဒီပုံစံအတိုင်းလေးဖြစ်သွားတာပေါ့နော်ဒါဆိုရင်ဒီပုံစံအတိုင်းလေးကိုဒီဘက်ကိုလည်းတို့တစ်ချမ်းကိုမိတ်တူကူးမှာပေါ့နော်ကူးပြီးတော့တို့ဒီပုံလေးဘယ်လိုပေါ်လဲဆိုတာတစ်ချက်လိုက်ကြည့်မယ်ပြီးရင်ဖဲပြားလေးဘယ်လိုလုပ်လဲဆိုတာလည်းတစ်ချက်ကြည့်မယ်နော်ဒီတောက်လေးတွေလုပ်တာကိုတေချာလေးလိုက်လုပ်ပေးကြည့်နော်တေချာလေးလေးကြည့်ပြီးလုပ်ပေးရင်လို့တေချာလေးဒီပတံကိုလေးကြည့်ပြီးလိုက်ချုပ်ကြည့်နော်သူကိုယ့်ရဲ့ခန္ဓာကိုယ်မှာကတ်ချက်နေမယ်ဒါပေမဲ့ပိတ်ကိုတော့ကော်ပိတ်ခဲ့ရမယ်နော်မတွေ့လားနော်ဒီပုံစံလေးတောက်တွေကတို့တွေကစားထားတာကဲအဲ့ဒါဆိုရင်ဖဲပြားလေးဘယ်လိုလုပ်လဲဆိုတာတစ်ချက်ကြည့်မယ်နော်ကဲဟုတ်ပြီနော်တို့ကအဲ့ဒါဆိုရင်ဒီမှာကြည့်နော်စက္ကူတစ်ရွက်ကိုတို့ယူလိုက်မယ်စက္ကူဒီလိုမျိုးဘယ်လောက်ရှိရမလဲဆိုတော့ဒီလိုမျိုး60စင်တီမီတာရှိရမယ်ပြီးရင်ဒီလိုမျိုးဆို42စင်တီမီတာပတ်လေပေါ့နော်ယူပြီးရင် तू ကဒီဟာကမာတောက်လေးဖြစ်ချင်တယ်ဆိုရင်တို့ပိတ်သားကိုကော်ပိတ်ကတ်ထားမယ်ပြီးရင် तू အလဲစင်တာလိုင်းလေးတစ်ချက်မှတ်လိုက်မယ်နော်ဒီလိုမျိုးလေးအရှိလေးအားလေးမှတ်မယ်နော်မှတ်ပြီးရင်ဒီဘက်ကိုတစ်ခေါက်ခောက်ပြီးတော့ချုပ်မယ်ပြီးရင်သူ့ကိုလည်းဒီဘက်ကိုတစ်ခေါက်ခောက်မယ်ချုပ်မှာပေါ့နော်ဒီမှာကြတော့တို့တွေကဘာလဲဆိုတော့တိတ်လေးနဲ့ပဲပြပြီမယ်နော်ဟုတ်ပြီအဲဆိုရင်တို့ကဖြစ်လားနော်ဒါချုပ်လိုက်တဲ့သဘောတိတ်လေးနဲ့ကတ်လိုက်တယ်သူကဖဲပြားကြီးချင်းသေးချင်းရလေကိုယ့်ရဲ့စိတ်ကြိုက်နော်ကိုယ့်ရဲ့စိတ်ကြိုက်ပေါ်မူတည်တယ်ဒီမှာဆိုရင်သူ့ရဲ့ creation ကဖဲပြားနဲ့ဘာပဲရှိလဲဆိုတော့တောက်လေးပဲရှိတယ်နော်ဟုတ်ပြီဒီပုံစံအတိုင်းလေးကိုတို့ကပြီးပြီဆိုရင်သူ့ကိုလည်းဒီမှာကြည့်တို့ဒီအလဲလေးတစ်ခုတူလေးမှတ်လိုက်မယ်နော်ကြီးချင်းသေးချင်းဒီကိုနဲ့ပဲဆိုင်တယ်နော်ကြီးတာကြိုက်လားသေးတာကြိုက်လားဖဲပြားလေးတွေကိုအဲ့ဒါလေးတွေကိုကိုစဉ်းစားပါနော်စဉ်းစားပြီးဒီပြောတဲ့ဒီကိန်းကနန်းလေးအပေါ်မှာရှော့လို့တိုးလို့ရတယ်နော်ကဲအဲ့ဒါဆိုဒီအလဲလေးမှတ်ပြီးဆိုရင်သူ့ကိုလည်းတို့ကဒီလိုတစ်ခေါက်ပြန်ချုပ်မယ်နော်ချက်ကြည့်မယ်ဒါလေးပူလိုက်မယ်ပြီးရင်သူ့ကိုလည်းဒီအလဲစင်တာဘက်ကိုတို့ရေတစ်ခေါက်ပြန်ချုပ်ချအောင်နော်တွေ့လားအဲ့ဒီအင်ကြီးရဲ့ပုံစံမှာဘာလဲဆိုတော့ဖဲပြားကနှစ်ထပ်လीနော်ဖဲပြားတစ်ထပ်တည်းမဟုတ်ဘူးဖဲပြားကဘယ်လိုနှစ်ထပ်လဲဒါပိတ်လေးနဲ့ချုပ်ရမ်းတာနော်ဖဲပြားကသူကဒီလိုမျိုးနှစ်ထပ်လေးဖြစ်နေမှာအဲ့ဒီအင်ကြီးမှာဖဲပြားရဲ့ပုံစံကဒီလိုနှစ်ထပ်လေးဖြစ်နေမှာဒါဆိုရင်သူ့ရဲ့အလဲစင်တာလိုင်းဆိုတော့ဒီလိုလေးကင်လိုက်မယ်တစ်ချက်ကြည့်မယ်နော်မကြည့်ဖဲပြားဒီလိုလေးကင်လိုက်မယ်ဒီဘက်ကလည်းအဲ့လိုပဲတူရီကနေရာလေးတစ်ခုဒီလိုလေးတတ်မှတ်မယ်တွေ့လားဖဲပြားကိုအလဲစင်တာအလိုက်အတိုင်းတွေ့လားဒီလိုမျိုးလေးတူရီကင်လိုက်မယ်နော်မကြည့်စက္ကူဆိုတော့တောက်နေတဲ့သဘောလေးရှိတာပေါ့နော်ကဲတွေ့လားနော်ဒီပုံစံတိုင်းလေးအဲ့ဒီအင်ကြီးကခုနပြောတဲ့အတိုင်း तू ကဘာလို့ဆိုဖဲပြားဒီလိုနှစ်ထပ်ပုံစံလေးနော်တစ်ထပ်တည်းချုပ်ထားတဲ့ပုံစံမျိုးဒီပုံစံလေးဒါဆိုတို့ကဒါဖဲပြားလေးရသွားပြီပြီးတော့အဲ့ဖဲပြားအောက်ကကြိုးလေးနော်အဲ့ဒီကြိုးလေးဆိုရင်တို့ကတစ်ချက်ကြည့်မယ်နော်ဒါဆိုလဲတို့ကပါလဲဒီဘက်ကိုဘယ်လောက်လဲ60ရယ်42ရယ်စာရွက်တစ်ရွက်ကိုယူလိုက်တယ်ပတ်လဲပြီးရင်ဒီလိုခောက်ချောင်းလေးခောက်လိုက်တယ်နော်အတိုးအလျှော့ကကိုနဲ့ပဲဆိုင်တယ်လို့ပြောတယ်နော်ပြီးရင်တို့တွေကစာရွက်ကဒီလိုပုံစံလေးဖြစ်သွားရင်ဒီဘက်ကိုဘယ်လောက်လဲဆိုတော့22နော်22အပေါ်ကိုဘယ်လောက်လဲ22ဒီဘက်ကိုနော်အောက်ကိုကြာရင်တို့တွေကဒီလိုခောက်လိုက်တဲ့အပေါ်မှာ30ရှိတယ်သူကဘယ်လောက်လဲအောက်ကို30နော်ပြီးရင်22ရဲ့ဒီအောက်ကိုလည်းတို့ကဘယ်လောက်လဲဆိုတော့ 6.5 ဝင်မယ်နော်ဒီမှာ 6.5 မှတ်တွေ့လားအောက်ကနေလဲအပေါ်ကိုဘယ်လောက်ပြန်ဝင်မလဲ 6.5 နော်ဒီမှာ
ဘယ်လောက်လဲ T ကိုလဲဘယ်လောက်လဲ 6.5 ဒီအောက်ကိုလဲ 6.5 ဘယ်ဘက်မှာလဲခောက်ချောင်းဘက်မှာเนาะဝင်ပြီးခုနဒီမှာ22မှတ်ထားတဲ့နေရာလေးနဲ့ဒီမှာကြည့်ဒီလိုလေးအရင်တဲ့လေးဆွဲမယ်ဆွဲပြီးမှတို့တွေကလိုက်ရောညီဒီလိုလေးဆက်လိုက်မယ်เนาะဒါအပေါ်က22ယူရအောက်က30ယူရလိုက် 6.5 နေရာကိုဒီလိုတဲ့သွားမယ်သွားပြီးမှ30နဲ့ဒီလိုထိလိုက်တယ်ထိပြီးတစ်ချက်ကြည့်မယ်เนาะဒီ22ကဆင်းလာတဲ့ဒီကအမှတ်တွေ့လားဒီအမှတ်နဲ့ဒီ30နဲ့ထိလိုက်မယ်ကဲအဲ့ဒါကိုတခြားလေးလိုက်ကြည့်ပြီနော်ဒီဘက်ကို22ယူတယ်ဒီအောက်ကို30ယူတယ်ပြီးရင်22ဒီအောက်ကအပေါ်ကနေလဲဒီခောက်ချောင်းဘက်ကနေပြီးတော့ဘယ်လောက်လဲ 6.5 ဝင်တယ်ဒီအောက်ကနေတဲ့အပေါ်ကိုဘယ်လောက်လဲ 6.5 ဝင်တယ်နော်ဝင်ပြီးတော့တို့ဒီမကြီးတူလေးဆက်လိုက်တယ်တို့လေးဆက်လိုက်တယ်ဆက်ပြီးတော့ဒီ22အမှတ်နဲ့30စင်တီမီတာအမှတ်ကိုတို့လေးဆက်လိုက်တယ်နော်ဆက်ပြီးတို့ကြည့်မယ်ညှက်ချလိုက်မယ်တို့ဒီမှာကြည့်နော်22အမှတ်နဲ့တို့လေးဟုတ်ပြီနော်တို့တွေကအဲ့တော့အဲ့လိုညှက်လိုက်တဲ့အချိန်ကျရင်ဒီညှက်ပြီးရင်တို့တွေဖြန့်လိုက်မယ်တွေ့လားဒီပုံစံလေးပေါ်သွားတယ်နော်ဒီပုံစံလေးပေါ်သွားရင်ဒါကကြတော့အတူဘက်ဒါကတော့အရှိဘက်အဲ့ဒီနေရာကိုလေတို့တွေကဒီမှာကြည့်ဒီလိုလေးတွန့်ပြီးခောက်ပြီးတော့ပိတ်သားဆိုရင်တို့ကဒီလိုလေးပြန်ကြတွေ့လားပိတ်ဆိုရင်ဒီမှာသူကသူကိုရီယူထားတဲ့ဒီအတွန့်အတိုင်းလေးတွေ့လားဒီမှာဘယ်နဲ့တွန့်ယူခြင်းလဲဥပမာမကြည့်ဒီအတိုင်းလေးတွန့်ဒီအတိုင်းလေးနှစ်တွန့်တော့ပိတ်မှာသူ့ဟာသူတွန့်စရာမလိုဘူးเนาะဒါစက်ကူမိုးလို့လေတောက်နေတာเนาะဒီမှာတွေ့လားဒီအလဲဝဲကင်မှာเนาะအဲ့ဒါကြည့်သူကပြီးရင်ဒီနေရာလေးကသူ့ဟာသူပိတ်သားဆိုရင်လိုင်းလေးဖြစ်ပြီးတော့ဒီလိုလေးကြာပါမယ်တွေ့လားဒီလိုပုံစံလေးနော်အဲ့ဒါဆိုရင်ဖဲပြားလေးနဲ့ဘယ်လိုတွဲလဲဆိုတာတစ်ချက်လိုက်ကြည့်မယ်နော်ဟုတ်ပြီနော်တို့ကဖဲပြားလေးရလေစက်ကူဆိုတော့တောက်နေတော့နည်းနည်းတိတ်ညစ်ခံပြီးကြည့်ပြီနော်တော့ပိတ်လေးဆိုပြီးပျော့ပြောင်းရင်ကန်ရတာလွယ်တာပေါ့နော်ကဲဒါဆိုတို့ကဘယ်လိုကန်မလဲဆိုတော့ဖဲပြားကိုလည်းတို့ကဒီလိုကန်လိုက်မယ်ကန်ပြီးတော့ခုနဒီမှာအလဲဒီလိုလေးကန်လိုက်တာတွေ့လားဒီပုံစံလေးတွေ့တယ်နော်ဖဲပြားကိုလည်းတို့တွေဒီလိုလေးကန်လိုက်တယ်ခုနတို့ယူထားတဲ့ဒီအောက်ကကျိုးလေးရဲ့တန်ဖိုးလည်းဒီလိုလေးကန်လိုက်တော့ဒီမှာကြည့်ဖဲပြားကဒီလိုပုံစံလေးပေါ်သွားတယ်အဲ့ဒါကိုမှတို့တွေကဘာလဲဆိုတော့အပေါ်ကနေပြီးတော့ဒီကျိုးလေးပုံစံချုပ်ထားတာပေါ့နော်ချုပ်တဲ့ဟာလေးကို5 cm နော်ဒီမှာကြည့်5 cm လေးနဲ့တို့တွေကဒီလိုလေးအုပ်လိုက်တယ်တွေ့လားနော်ဒီလိုလေးအုပ်လိုက်တယ်ဒီမှာတွေ့လားဒီပုံစံလေးနော်ဒီပုံစံလေးကိုဟုတ်ပြီနော်တို့တွေကအစားဆိုရင်ဒီပုံစံတိုင်းလေးရောက်ရတယ်သိလားဒါဆိုရင်တကယ်တမ်းဆိုရင်လေပိတ်လေးဆိုသူကကျိုးလေးရဒီတိုင်းလေးကြာနေတယ်နော်ဒီပုံစံဖဲပြားလေးရတယ်ရပြီးရင်တို့ရဒီနော် body ကိုလည်းနှစ်ဖက်မိတ်တူကူးပြီးတော့နော်တို့ဒီနေရာလေးကိုရင်ဆက်လေးနဲ့ချုပ်မှာပေါ့နော်ဇစ်လေးနဲ့ချုပ်လို့ရတယ်ကျဲစည်းနဲ့လည်းချုပ်လို့ရတယ်နော်ကဲအဲ့ဒါဆိုဒါဆိုရင်အနောက်ချမ်းဆိုလဲတို့တွေသူ့ရဲ့အရှိလိုပဲပခုံးကိုဘယ်လောက်တက်မှ2စီယံတက်လေဘင်းကိုအဲ့ဒီအတိုင်းလေးဆက်ပေါ့နော်ဒါအနောက်ချမ်းကတော့ပြောစရာမလိုတော့ဘူးနော်ဒါဆိုရင်ဖဲပြားလေးရလဲရပြီဒီ body လေးရပြီဆိုရင်တို့ကအယုတ်လေးပုံမှာဘယ်လိုပေါ်လဲဆိုတာတစ်ချက်လိုက်ကြည့်မယ်နော်အဲ့ဒါဆိုရင်တို့တွေကဒီမှာကြည့်တွေ့လားဖဲပြားလေးကိုတို့တွေကအရှင်တက်လဲရတယ်ဂျိတ်လေးနဲ့အရှင်တက်လဲရတယ်တကယ်လို့အနောက်ကွဲယူတယ်ဆိုရင်ဒီဟာကအသေးတက်ထားလို့ရတာပေါ့နော်ရှေ့ကွဲဆိုအရှင်လေးတက်လို့ရတယ်ဒီပတန်လေးမှာမတိနားမလဲတာရှိရင်ပြန်မေးလို့ရတယ်နော်တချို့ page မှာသူ auto fashion design page မှာဆိုရင်ပတန်လေးတွေဆွဲပြီးတော့အိမ်စာလေးတွေပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်